ဒီမိမိစေအောင်ကျော်စေးကြလေဘယ်ကနေတွေ့ပြီးတော့တောက်ဖြစ်သွားတာအခုလိုင်းမောကနေလိုင်းဖွင့်ကြည့်လိုက်တာနဲ့လိုင်းမောကနေတွေ့ရတယ်ဒီစင်ကအားကိုးမဲ့ဆိုကျုပ်အဲ့ဒီရင်တော့အဲ့ဒီဗမာသေးရင်တော့ကြာကျုပ်ဘယ်သွားအောင်ဆိုညောင်းပရိုက်တာဓမောတရာစီကံကိုသွားတယ်လေတမဗျာအဲ့ဒီဓမောတရာစီကံကနေပြီးနောက်တစ်ခါဟိုကမကွေးအထူးစီကံသွားတယ်အဲ့ဒီသွားတော့လေကျုပ်မှာတော့ရွေးလျားရုံမရွေးလျားတယ်မတက်တာဘူးမပြောက်ခင်တမဗျာအဲ့ဒီမပြောက်ခင်နဲ့ငါဒီမိမိစင်အားစီးငါအောင်ကျော်သေးပဲစားတော့မယ်ဆိုပြီးဒီစိစောက်ချသားတာကျုပ်ချုံငံသွားနိုင်ပြီခုရွာကိုနိုင်ပွဲသွားရတယ်အသွားတယ်ကိုကြီးဒီတိုင်းပဲလွတ်လပ်ပို့ပါသွားလို့ရတယ်ပို့ပါသွားလို့ရဒီမိမိစေအောင်ကျော်စေးကိုဘာယောဂလက္ခဏာဖြစ်လို့စားပြသွားတယ်ကိုကြီးဒီကျုပ်ကလေးဖြတ်သွားတာလေလွန်ခဲ့တဲ့ဘယ်လောက်ကလဲလွန်ခဲ့တဲ့2021 22က3နှစ်လောက်ရှိပြီ3နှစ်လောက်ရှိသွားပြီကိုကြီးအဲ့လေးဖြတ်ပြီးတော့ကျိုးလဲအဲ့ကန်ငါသင်္ကန်းမစီတော့မယ်ဒီကြီးလက်ပြီးတော့ငါတရားလို့ရသေးတာတေးစီကွာဆိုပြီးတော့အဲ့ကိုကြီးဝစ်ပလိုက်တာတင်ပါဗျာတင်ပါအဝစ်ပြီးရခါကျတော့အဲ့တော့ကလမ်းတွေပါရှောက်နိုင်လားဘယ်လိုလဲလမ်းလျှောက်တာဒီဖြစ်ချင်းကကိုကြီးလမ်းလျှောက်တာဒီလိုလေးပြတ်တယ်လို့ဆိုဒီလိုခဝဲပေါ့ဟိုလိုတင်းတိုက်ဆွဲရပေါ့ဒီရုတ်တိုက်ဆွဲရတင်ပါဗျာဒီတိုက်ဆွဲရနေဒီဇမစီးနေကြမှာအခုမိမိစေအောင်ကျော်စင်းနေပါမိမိစေအောင်ကျော်စင်းနေကြမှာပဲအခုလုံးဝအဲ့ဟိုဒီလက်ချင်းတွေကပြောရနော်တင်ပါဝင်းကြီးကခြေထောက်တွေအရင်လိုမိုးတော့ဟိုတဲ့ဒေးတိုင်မဆွဲတော့ဟိုတဲ့တဲ့သွားပြီတဲ့အဲ့လိုထီအောင်ပြောတယ်တပြည့်ကလေးဖြတ်တယ်လို့ပြောရုံတော့ပြောကိုရင်ကြီးကလမ်းလျှောက်တာပုံမှန်တပြည့်တောင်ပုံမြန်နေသေးတယ်ဟုတ်တယ်ပုံမှန်ဖြစ်နေဒါကမလဲတော့လေကျုပ်ဘောင်းချလေးမှအများကြီးကျုပ်စီမှာဘယ်နှလားလောက်ရှိလဲဗျာနှစ်ကိုချီပြီးကျုပ်စားတာနှစ်ချီသွားပြီတစ်နှစ်ကျော်သွားပြီပေါ့တစ်နှစ်မကျော်တော့မကျော်သေးဘူးတစ်နှစ်လောက်ရှိပြီပေါ့စစ်တော့တာဘယ်လောက်ကြာမှာကိုကြီးတော့ကျုပ်တလားစားလိုက်တယ်ဆိုတန်းထူရတဲ့တာသိတာပဲသိတာပဲဒီစိထူပြီးกว่าလို့ငါဟိုမှာကြီးဖြတ်ပလိုက်တော့တာတမဗျာအဲ့ဒီဖြတ်ပြီးဒီစိနဲ့တောက်ကြတာနောက်အဲ့ရနေပြီးသွေးတိုးရဲဆိုတာနဲ့သွေးပေါင်ချင်းကြီးကိုသွေးပေါင်ချင်းလေးဝဲထားတယ်လေတမဗျာသွေးပေါင်ချင်းဝဲထားပြီးသွေးပေါင်ချင်းကြီးလည်းသွေးတိုးနေရတဲ့အဲ့နဲ့ဒါသွေးကြသည်ဝယ်ဦးမှာဖြစ်မှာဆိုဂျမကြီးကသွေးကြသည်ဝယ်ရလေတမဗျာသွေးကြသည်ဝယ်စားတယ်ကိုသွေးကြသည်လည်းကောင်းတယ်နော်အဲ့ဒီသွေးကြသည်ကစားမိလိုက်လို့တော့ပေါ့ပါပဲတမဗျာပေါ့ပါကောင်းတယ်စားလေသိကြစီရောသွေးကြသည်ကအခု9ပြားသားရလေတမဗျာမနေ့အာယုံ9ပြားသားရလေတမဗျာနေ့ကျွန်းစားပြီး9ပြားတစ်ခါသားရလေအဲ့နှစ်ကြိမ်ပဲတမဗျာကိုင်းကြီးကြီးကတော့တပြည့်လည်းမြင်တာလေးဖြတ်တဲ့လူနာနဲ့တော့မတူပါဘူးဟုတ်ပါတယ်ဒီနေ့ရှိသွားပြီပေါ့နော်ဒီနေ့ကျော်သွားပြီပေါ့စေးတော့တာတမအခုစားကောင်းအိပ်ပျော်ဖြစ်ရလားအိပ်ပျော်ချက်ကတော့ပြောတယ်သူတို့နေရာတွေလည်းကောင်းပါတယ်မဆိုးပါဘူးကောင်းတယ်ဒီမှာဝမ်းလည်းကောင်းတယ်ဝမ်းလည်းမှန်ဝမ်းဒီစီကဝမ်းဟိုစီဟိုကိုကောင်းတာဒီမှာဗျာဒီမိမိစရာအောင်စီဝမ်းသွေးလေးမှန်တယ်ဗျာမှန်တယ်ဒီစီကဒီမှာဗျာဒီမှာကျိုးရင်စားနေရတယ်စီဝမ်းသွေးလေးဆိုမဟုတ်မန်းလေးကထုတ်တဲ့စီးလေးလုံးဝမစားရတော့ဘူးအရင်အိုက်စီဘူးပုံမှန်စားနေရတာအိုက်စီဘူးမရှိဖြစ်ကုန်ကြည့်ဘူးအိုက်စီဘူးမစားတော့ဘူးဘူးအဲ့ဒေါ်မိမိစရာအောင်ကျော်အားသေးနေပဲစီဝမ်းသွေးလေးမှန်းနေတော့တာပဲဒီမှာဗျာတို့ဒီခန္ဓာကိုယ်ရဲ့မြဲတဲ့ခန္ဓာကိုယ်ကြီးမဟုတ်ဘူးလေနော်အဲ့တော့လူဝင့်နေလေတေးမှာပဲလေဒီမှာဗျာအဲ့တော့ဒီသင်္ကန်းဝင်နေလေတေးမှာပဲလေအဲ့တေးရင်းတေးငါမြတ်တဲ့ဘဝနဲ့တေးခံတော့မယ်လို့ဆုံးဖြတ်ပြီးကျုပ်ကဒီမှာဗျာကောင်းပါတယ်ဘုရားကိုကြီးကောင်းတယ်ဗျာဒီလေးမဖြတ်ခင်ကတော့ချက်ပါရောကမှမဖြစ်ဘူးလားလေးမဖြတ်ခင်ဘာရောကမှရှိဘူးချုပ်ဒီပိုင်းလေးလာပေါ့နော်လေးဘူးအဲ့တော့လေလေးမန်းလည်းမသိဘူးနော်အဲ့တော့ဒေါင်းတော်မြည်လေးဖြစ်တဲ့ဘလို့ဆက်ဖြစ်သွားအောင်ဘုရားဘလို့ဆက်တောင်ဆိုကျုပ်ဖြစ်တဲ့ပုံစံကိုတွေးကြည့်လိုက်တော့လေမနေ့ကကျုပ်ကငရုတ်ခင်းရေသွင်းနေဗျာတမဗျာမနေ့ကရေသွင်းရေညနေကျတော့ဟိုကျက်တုံခင်းရေဖြန်းတယ်အဲ့မနေ့ညအဲ့လိုလုပ်လိုက်တာပဲရှင်နေပူလေကောင်းဒီလိုလုပ်ရတာနော်ဒီလိုနေလေဒီပါတယ်လုပ်ရတယ်အပူအေးမမြတ်အပူအေးမမြတ်ပဲဖြစ်သွားပြီအဲ့ဟိုညနေကျတော့အဲ့ဟိုကိုခင်းရဲ့ရှိဘကအခင်းတခင်းရှိသေးလေအဲ့ခင်းကိုသွားပြီးတော့ဒီကားလေးနဲ့ပြောရတာအဲ့ဟိုသခင်ကဝါရပြေလာအောင်ဝါရပြေလာဒီဖြန်းသွားပြီတင်တယ်သူကြီးအဲ့နဲ့ကိုတဲ့ကိုပြန်လာပြီးအဲ့ရှိဘကတရားကလေးတယောက်ကိုငါအိမ်လိုက်ပူရမှာလို့ဆိုင်ကနေလိုက်ပူရမှာလို့ခင်ဗျပြောင်းနေရတယ်ပြောင်းတာမဟုတ်ဘူးငါတကယ်ဖြစ်နေတာတကယ်ဖြစ်နေအဲ့သူလိုက်ပုံမယ်ဆိုသူလိုက်ပုံလို့အိမ်ရောက်တာဒီမှာဗျာကိုတယောက်တည်းဆိုပြန်မရောက်ဘူးအိမ်အဲ့မှာလေးချက်သွားပြီးတော့အဲ့မှာဟိုခြေတော့ကဟိုလန်းဒီလန်းလို့ကိုမရတော့ဘူးလဲတော့တာလဲတော့ကြတော့အဲ့အရင်နေရာမရောက်တော့ကျုပ်ကလေးဘက်ထောက်ပြီးသွားတာကလေးလိုလေးဘက်ထောက်သွားတာလေးဘက်ထောက်သွားမှအရေးရောက်သွားဒီမှာဗျာဒီမှာဒီမို့သူနေပူလေကောင်းကြီးပဲနေရမှာဒီမှာဗျာဒီမှာအဲ့တော့ဖြစ်ချင်းစေးုံနေရောက်သေးလားစေးုံသူအဲ့ဟွာမို့ဓမ္မတရာစီကံလေညောင်းဒီမှာဗျာညောင်းဓမ္မတရာစီကံကိုနတ်ထောက်ကြောင်းလေနတ်ထောက်ကြောင်းဒီမှာဗျာအဲ့နတ်ထောက်ကြောင်းရောက်တယ်ဒါဆိုကိုင်းကြီးလေးဖြတ်ပြီးဘယ်လောက်ကြာမှဒီမိမိဆင်အောင်ကျော်စင်းနဲ့တွေ့ရအောင်
မိမိတရားကြောသေးတယ်တွေ့ရကျုပ်ဘာလောက်မှတွေ့ရဆယ်ခုလောက်ရှိမှတနည်းနည်းမှလောက်ရှိမှတွေ့ရ ဘာလို့စီမတို့ အဲ့တော့ခုကျုပ်နဲ့ခုဒီဒုမိမိအောင်ကျော်အားသေးကိုလေကျုပ်လမ်းညွှန်ထားတဲ့လူတွေကလည်းအကုန်လုံးကို တက်တာလား အကုန်လုံးကိုတက်တာနော် တင်ပါဗျာတင်ပါဝမ်းသာပါဗျာ ကျုပ်တူတယောက်ဆိုရင်လေ तू ကလိုပဲဟိုမဲ့ဟိုဒီရင်းနဲ့ရွာဦးကျောင်းနဲ့သွားမယ်ဆိုရင်သူ့တာသမီတွေကကလေးတွေလိုက်ပို့တာပေါ့နော်ကျောင်းလိုက်ပို့ရဆိုရင်လေဟိုလမ်းကိုကိုကြီးတဲ့တပည့်တော်3-4တောက်နားရတယ်တဲ့အဲ့ကြိုက်ကြောင်းသွားမယ်ကြီးကိုနော် အော်တင်ပါ ကလေးလိုက်ပို့ရတာကို တင်ပါဗျာ အလွတ်လိုက်ပို့ရတာကို3-4တောက်တော့နားရတယ်အခုတော့ကျတော့အဲ့ဒီဈေးကိုဝေစားဆိုပြီးကျုပ်ကကုသိုလ်လုပ်တာလေ တင်ပါ तू ဗျာ ကဆင်းရတယ်လေ တင်ပါ ဆင်းရ ဗျာ တော့ငါတို့မဘာမှပုံနဲ့ဦးလေးကမဟာကြီးတမန်ကြီးမဦးလေးလည်းဒါနပြုမယ်မင်းသက်တိုင်ဦးလေးရဲ့ကျမကြီးကဇနိတံပါကံဇနိတတိတံပါကံဇနိတိလို့ပါဠိတော်ရှိတယ်ကွာလို့ တင်ပါဗျာ ဘုရားဟောထားတာကွာလို့တတိတံပါကံတူတော်ကျိုးကိုဇနိတိပြီးတဲ့ကြီးဘုရားဟောထားတာ တင်ပါဗျာ အဲ့ဒါဘယ်သူမှညင်းလို့မရဘူး တင်ပါဗျာ အဲ့ဘုရားဟောထားတဲ့အဲ့ဒီမခန္ဓာဆိုတာနော်အဲ့တော့ဘယ်သူမှညင်းလို့မရဘူးကွာအဲ့တော့မင်းသက်တိုင်ငါလည်းသက်တာမှာပဲကွာစိကုသူလုပ်တဲ့ကျုပ်က တင်ပါဗျာတင် နော် ပါ ဒီစီစားပါမယ်အကြောင်းကိုလေခဏရောသွားပြီးရောတို့ယူတာတော့3ရက်စာယူသွား5ရက်စာယူသွားအဲ့လိုပြီးတာ ဒီပေါ်မင်းစအောင်ကြောစေးကြာတောက်ပြီးတော့လေဘယ်လောက်ကြာမှာပိုးဟိုတိတာလား ကျုပ်ပြီးတာတော့တစ်လလောက်ဆိုတိတာရဲ့တစ်လသာတထုပ်စားလိုက်ပြီးဆိုတိတာလာတာ ဘယ်လိုလေးတိတာလား အဲ့ကျုပ်ဖြစ်ပုံကအစဖြစ်ပုံကဒီလိုလေဒီလိုအေးဟာနေပြီးထားလိုက်ပြီးဆိုရင်လေဒီတည်းဖြစ်တာလေနောက်ပြီးလမ်းသွားလိုက်ပြီးဆိုရင်အတိုင်းပဲမရှိဘဲနဲ့သွားမရဘူးလေ အော် ရိုင်းထိုးနေတာ တင်ပါဗျာတင် အဲ့ ပါ ရိုင်းထိုးနေတဲ့ဥစ္စာတွေခုအဲ့အလေးပျောက်သွားပြီ တင်ပါဗျာ အဲ့ တင် ရို ပါ င်းနဲ့ထိုးတယ်ပျောက်သွားပြီနောက်ဒီတည်းနေမနေတော့ တင်ပါဗျာတင်ပါအော် အေးဟာဒါလည်းတွတ်တွတ်လေးထားလို့ရတယ်အရင်တွတ်တွတ်လေးထားလို့မရဘူး တင်ပါဗျာ အဲ့လိုတွတ်တွတ်လေးထားလဲသူကလဲမလို့ဖြစ်သွားတယ် တင်ပါဗျာအခုတော့အဲ့လက္ခဏာတွေမဖြစ်တော့ အဲ့လက္ခဏာတွေမဖြစ်တော့ ဟောကိုကြီးတစ်နှစ်ကျော်ပြီနော်စား ဘူး လာ ဒီနေ့ကျော်စားလာနေ့ကျော် တင်ပါဟောဝင်ကြီးအခုလို့တော်တော်လက်ဖြစ်လာဘယ်နှလားလောက်ရှိသွားပြီလဲအခု တွတ်တွတ်လေးဖြစ်လာတာကိုကျုပ်ဘာလို့ရှိသွားပြီခုနကရှိလာတော့ရှိပြီတင်နေ ဟောတင်ပါဗျာအခုတော့လူကောင်းတိုင်းပဲကိုကြီးတိုင်းပဲသွားလာနေစကားတွေပါလေမဝါ ကျု တော့ ပ်အမတယောက်ကလေအမတယောက်ကအဲ့ဟို92နာရီပဋ္ဌာန်းလေပဋ္ဌာန်းကျုပ်ကဝင်းရွတ်တာလေပဋ္ဌာန်းဝင်းရွတ်တော့ကြတော့ကျုပ်တယောက်တည်း2နာရီ3နာရီရွတ်တာကျုပ်တယောက်တည်း အော်တင်ပါဗျာ ပဋ္ဌာန်းကို3နာရီရွတ်တော့ကြတော့အမတယောက်ကလာပြီဆိုလေမင်းကွာတဲ့အဲ့လောက်ကြီးမရွတ်ပါနဲ့ဒူးတော့ကလေမင်းအဲ့လောက်ကြီးမရွတ်ပါနဲ့တဲ့မင်းကလေပြတ်ထားတဲ့လူလေပြတ်ထားတဲ့လူဆိုပါဇက်တွေပါပြည့်သွားမှကြောက်လို့တဲ့အဲ့လောက်ကြီးမရွတ်ပါနဲ့တဲ့ဆိုပြီးလာတာတဲ့ တင်ပါ အမလို့ကျုပ်ကဘုရားတရားလို့တာနဲ့ခင်ဗျသေးသွားစီရလားအဲ့နာသေးသွားစီဆိုပြီးပြီးအောင်ရွတ်တယ်3နာရီဇက်တက်ရွတ်တာတော့ အော် ဇက်တက် ရွ ရွ တ် တ် နို နိုင် င်နေ တယ်အတန်းလဲအလန်းလဲအောင်နေလေအနန်းလဲအောင်တော့ကြတော့ရွတ်နိုင်တယ်က တင်ပါဗျာတင်ပါ လေးပြပြီးမှကိုယ်3နာရီရွတ်တာတော့ဇက်တက် တင်ပါဗျာတင်ပါ ဖြစ်တာကျုပ်လက်နဲ့ခြေတော့ပဲဖြစ်တာ တင်ပါဗျာအခုလက်တွေစားတယ်ပေါ့ လက်ကလည်းအကုန်ကောင်းပါပြီလက်ကလည်းကောင်းပါပြီလက်ကလည်းကောင်းသွားခြေတော့ကတော့နေခုနကပြောသလိုပေါ့နော်ဟိုအချင်းလေးသွားမယ်ဆိုရင်တော့ဒူးလေးပဲတော်တော်ထင်းရတယ်သူကဒူးညွတ်ချင်တယ်သူကညွတ်သွားတယ် တင်ပါဗျာတင်ပါ အဲ့ဒါတခုပဲကြီးတော့တယ် အခုကတော့ကောင်းပါပြီ နောက်ပြီးတော့ဒီယောဂကျတို့အေးခံလို့လုံးဝမရဘူးเนาะခြေတော့ကူအေးလိုက်ပြီးဆိုတာနဲ့ဒီပိုင်းနဲ့လေးဆွဲလို့မရတော့ဘူးသွားလို့မရတော့ဘူးအဲ့လိုဖြစ်သွား အဲ့ဒါမှန်တယ်ဟိုဝင်ကြီးအဲ့ဒါပြီးဆိုင်ကျော်တက်ဆောင်တော့ဘယ်စုံကြောက်မချောင်းဝင်ကြီးအဲ့လေးတော့ရှောင်းပေးပါ ဟုတ်ပြီ ဆေးလေးတောက်ပေါ့နော်အစာလေးရှောင်းလေးချင်ကန်လေးလုပ်ပြီးပြလေးချင်ကန်လက်လေးချင်ကန်ခြေလက်လေးချင်ကန် ဒီကျင်ငံဆိုကျတို့ကဒီဝိပဿနာတရားလုပ်တဲ့ပုဂ္ဂိုလ်ဆိုတော့နော်ဒီဟိုဈဉ္ဉံလျှောက်တယ်လीဈဉ္ဉံလျှောက်တော့ကြတော့နော်ကြွတယ်လန့်တယ်ထိတယ်တိတယ်အဲ့ဒီကျတော့အမှတ်နဲ့သွားတာလीအမှတ်နဲ့သွားဆိုတော့ကျုပ်အဲ့ရလေးကျင်ငံရတယ်အဲ့ဒါလေ လက်လေးချင်ကန်လေးလုပ်ပြီးပေါ့ လက်လေးကျင်ငံဟုတ်ရလေးတော့လောက်အောင်မပေါ့တယ် အဲ့တော့ဝင်ကြီးတော်တော်လေးတက်တာနေပါ ကျုပ်ကူဆိုင်ကစီးနေတယ်ကိုဆိုင်ကနဲ့တရားကိုလာကြုံမလို့